ချက်တူရွေးကရေနွေးနဲ့ရေချိုးလိုက်ယုံတင်ရှိသေးတဲ့သူ့ခန္ဓာကိုယ်ကချက်ချင်းအစာပေါင်းများစွာကြီးမားလာခဲ့ပါတယ်တကယ်တော့သူကတာမန်နဲ့တကောင်မဟုတ်ပဲတေခါနီးလူတွေကိုလာခေါ်တဲ့တင်းမင်းဖြစ်နေလို့ပါသူရှိကကောင်းမလေးကျေစင်ကခေါ်မဲ့သူပေါ့ကျေစင်ကချက်တူရွေးလေးဘာလို့လာလဲဆိုတာသိပေမဲ့မကြောက်တဲ့အပြင်တေးရင်လွတ်မြောက်ခြင်းပဲလို့တောင်းတွေးနေပါတယ်ဒါပေမဲ့သူတောင်းဆိုခြင်းတဲ့အချက်တစ်ချက်ပဲရှိတယ်အဲ့ဒါကတော့သူ့အမေအလုတ်ကပြန်လာမဲ့အချိန်ကြီးစောင့်ပေးဖို့ပါပဲအမေဖြစ်သူအိမ်ပြန်ရောက်တဲ့အခါချက်တူရွေးကြီးကကျေစင်ရဲ့နားထဲကနေထွက်လာခဲ့ပြီးအဲ့ဒီမြင်ကွင်းကြောင့်အမေဖြစ်သူလည်းအံ့ဩသွားခဲ့ရပါတယ်အခြေအနေအလုံးကိုဒိတ်မိသွားတဲ့အမေကတမီးဖြစ်သူနဲ့နောက်ဆုံးအချိန်နှုတ်ဆက်ခွင့်ပေးဖို့တောင်းဆိုရချက်တူရွေးကလည်းသဘောတူခဲ့ပါတယ်ဒါပေမဲ့ချက်တူရွေးနောက်ဖေးဥယျာဉ်နဲ့ရောက်ချင်းမှာပဲအမေဖြစ်သူကတုံးနဲ့အသေးရိုက်တက်လိုက်ပါတော့တယ်တေချာပေါက်သေးသွားအောင်လို့အရက်ပြန်တွေလောင်းပြီးမိရှုဖြစ်တဲ့အပြင်တမီးဖြစ်သူကိုနောက်ထပ်ဘယ်တော့မှခေါ်မသွားနိုင်တော့အောင်ပြားတွေကိုပါပါဆက်ထဲထဲစားပစ်လိုက်ပါတယ်အကုန်စင်ပြေသွားပြီလို့ထင်နေတဲ့အချိန်နောက်ရက်မှာတော့အမေဖြစ်သူရဲ့ခန္ဓာကိုယ်ကအစမတန်ကြီးမားလာခဲ့ပါတော့တယ်တေမင်းကသူ့ခန္ဓာကိုယ်ကိုပူကတ်သွားပြီဆိုတာသိလိုက်ရတဲ့အမေဟာတေမင်းရဲ့တာဝန်တွေကိုဆက်လက်ထမ်းဆောင်ရပါတော့တယ်သူကတမီးဖြစ်သူကိုကြောပိုးပြီးရှောက်သွားရင်းတေခါနီးလူတွေကိုနေပန်စီပို့ဆောင်ပေးခဲ့ရပေမဲ့ကိုယ်တိုင်ကတော့အလွန်ပင်ပန်းနေခဲ့ရပါတယ်တနေ့မှာတော့သူရမ်းပြုတ်အန်ချအင်လာပြီးချက်တူရွေးကြီးသူ့ပါဆက်ထဲကနေပြန်ထွက်လာခဲ့ပါတယ်ဒီအချိန်မှာတော့သူလည်းတမီးကိုအနားမှာအတင်းဆွဲထားမဲ့အစာလွတ်ပေးလိုက်တာကပိုကောင်းမယ်ဆိုတာကိုနားလည်ပြီးလက်ခံသွားပါတယ်ဒါပေမဲ့သူ့မှာနောက်ဆုံးတောင်းဆိုချက်တစ်ခုရှိပါသေးတယ်အဲ့ဒါကတော့တမီးလေးကိုအိမ်ပြန်ပို့ပေးပြီးအေးချမ်းချမ်းတေဆုံးခွင့်ပေးဖို့ပါပဲချက်တူရွေးကလည်းသဘောတူခဲ့ပြီးနောက်ဆုံးမှာတော့တမီးလေးဟာမိခင်ရဲ့ရင်ခွင်ထဲမှာမိရင်းနဲ့လောကကြီးကနေအေးချမ်းစွာထွက်ခွာသွားခဲ့ပါတော့တယ်